အားလုံးပဲမင်္ဂလာပါကလေးတို့ရေဒီချယ်စင်လေးဖြစ်ပါတယ်ဒီချယ်ဒီနေ့ grade 9သင်္ချာနဲ့အခန်းနဲ့ geometry ပညာမှာသက်သေပြခြင်းသဘော page number 70ရဲ့ theorem 2ကိုရှင်းပြမှာဖြစ်တယ်အဲ့တော့ကလေးတို့ရေ theorem ဆိုတာဘာလဲတဲ့ theorem ဆိုတာမှန်ကန်ကြောင်းသက်သေပြထားတယ်လို့ပြောတာအဲ့တော့တကယ်မှန်ကန်တဲ့သင်္ချာနဲ့ပတ်သက်တဲ့နီးလန်းတွေကြိုးကြောင်းစမ်းမှုတွေအကုန်လုံးကိုသုံးပြီးတော့မှသေချာသက်သေပြထားတဲ့အချက်တစ်ခုဖြစ်တယ်အဲ့တော့ဒါကဟုတ်လားမဟုတ်ဘူးလားဆိုတာတီချာတို့ပြန်ပြီးသုံးသပ်နေစရာမလိုအောင်မှန်ကန်တယ်ဆိုတော့ပြချက်တစ်ခုပေါ့နော်အဲ့တော့ဒီဟာတွေကနေမှတစ်ဆင့်တီချာတို့သင်္ချာရဲ့သဘောတော်အဝါတွေသင်္ချာရဲ့တခြားပု္ပ္ပာတွေခက်ခဲတဲ့ပု္ပ္ပာတွေကိုယူပြီးတော့မှတီချာတို့တွက်သွားလို့ရတယ်ပေါ့အဲ့တော့တီချာ theorem 2ကိုစရှင်းတော့မယ်စဝိုင်းရအတွင်းရှိဒေါင်းသည်တဲ့ဒေါင်းမှန်တစ်ခုဖြစ်တယ်တဲ့အဲ့တော့ကလေးတို့ရေဒီပု္ပ္ပာကိုတွက်ဖို့ဆိုရင်ဒီ theorem ကိုမှန်ကန်ကြောင်းဒီလိုတီချာတို့ကတွက်ဖို့ဆိုလို့ရှိရင်တီချာတို့သိထားမယ်အချက်၄ချက်ရှိတယ်အဲ့တော့နံပါတ်1အချက်ကဘာလဲဆိုရင်စဝိုင်းနေရဲ့ဗဟိုအမှတ် O ဆိုတာကိုကလေးတို့သိထားရမယ်ပြီးရင်နံပါတ်2အချက်အချင်းဝတ်တရားတစ်ခုနဲ့တစ်ခုတူညီတယ်ဆိုတာကိုကလေးတို့သိထားရမယ်တဲ့တရိကန်ရဲ့အတွင်းတော့3000ပေါင်းခြင်းဟာ180ဒီဂရီဆိုတာကိုကလေးတို့သိထားရမယ်နောက်တစ်ချက်ကတော့ grade 7 level မှာသင်ထားပြီးသားပေါ့ညနေချင်းဆိုင်အနားညီတရိကန်တွေရဲ့အနားနှစ်ဖက်အရှည်ကအတူတူပဲအဲ့လိုတူတဲ့အခါကျရင်မင်းဆိုင်တရိကန်အနားညီတရိကန်တွေရဲ့အနားနှစ်ဖက်အရှည်ကတူညီတယ်ဒါကြောင့်မလို့သူတို့ရဲ့ဒေါင်းတွေလည်းတူညီကြတယ်ဆိုတာကိုတချေတို့သိထားရမယ်အဲ့အချက်၄ချက်ကိုသိပြီဆိုလို့ရှိရင်ဒီပု္ပ္ပာကိုတွေ့ရတာအရန်လွယ်သွားပါပြီအဲ့တော့တချေနဲ့လိုက်ကြည့်ရအောင်တချေဒီမှာစဝိုင်းပုံလေးမှာစဝိုင်းချမ်းလေးအတွင်းမှာဆွဲထားတဲ့တရိကန်လေးနာမည်က A B C အဲ့ဒီမှာတချေ O နဲ့ C နဲ့ကိုဘာကြောင့်ဆက်ထားရလဲဆိုရင်တချေစောနာကပြောခဲ့တဲ့အချင်းဝတ်တွေဟာစဝိုင်းတွင်းမှာရှိတဲ့အချင်းဝတ်တွေဟာတစ်ခုနဲ့တစ်ခုတူညီကြောင်း OB ဟာ OC နဲ့တူညီကြောင်း OC ဟာ OA နဲ့တူညီကြောင်းကိုဒီချက်ပြခြင်းလို့ဒီချက် O နဲ့ C နဲ့ကိုဒီချက်ဆက်သွယ်ထားတာဖြစ်တယ်အဲ့တော့ဒီချက်နဲ့အတူတူပု္ပ္ပာလေးလိုက်ကြည့်ရအောင်သူကပေးထားတာကစဝိုင်းချမ်းအတွင်းရှိဒေါင်းဒီဒေါင်းမှန်တစ်ခုဖြစ်သည်တဲ့အဲ့တော့ဒီချက်တို့ဒီစဝိုင်းတစ်ခုဆွဲမယ်စဝိုင်းထဲမှာစဝိုင်းချက်တစ်ဖက်မှာတရိကန်ပုံပါနေတဲ့မုံလေးဆွဲမယ်ပြီးဒါ over ရှိတဲ့စဝိုင်းပေါ့ဟုတ်ပြီအဲ့ဒီမှာဒီချယ်တို့ကိုမေးထားတာကအတွင်းမှာရှိတဲ့ဒေါင်းတောင်းဟာ90ဒီဂရီတို့ပြောတာဖြစ်တဲ့ဒီချယ်ဟာစဝိုင်းရဲ့စဝုံးပေါ်မှာ ABC ဆိုတဲ့အမှတ်3မှတ်မှတ်ပြီးတော့မှဒီ ACB ဆိုတဲ့ဒေါင်းကလေးကိုဒီချယ်ဟာ90ဒီဂရီဖြစ်ကြောင်းသက်သေပြတော့မယ်အဲ့တော့သစုံကပြောခဲ့တယ်စဝိုင်းရဲ့ဂုဏ်သတ္တိကိုကလေးတို့သိရမယ်အချင်းဝတ်တွေကတစ်ခုနဲ့တစ်ခုဘဟို over ဖြတ်ပြီးတော့မှဆွဲထားတဲ့အချင်းဝတ်တွေကတစ်ခုနဲ့တစ်ခုတူညီတယ်ဒါကြောင့်ဒီချက်ဒီ OA equal to OC OC equal to OB ဟုတ်လားဒီမှာဒီအချက်ကလေးဒီချက်ရေးထားတယ်ဒါစဝိုင်းရဲ့ဂုဏ်သတ္တိအဲ့တော့နောက်ထပ်အချက်ဒီချက်ထပ်ပြောထားသေးတယ်မျက်နှာချင်းဆိုင်အနားညီတရိကန်တွေရဲ့အနားနှစ်ဖက်အရှည်ဟာတူရင်အဲ့တော့ဒီမှာ OC ရဲ့ OA ရဲ့ OC ရဲ့ OB ဟာတူတဲ့အတွက်ကြောင့်ဒီချက်တို့ရဲ့ဘာတွေပါလာတူနေမှာလဲဒေါင်းနေပါလာပြီးတော့ဒီချေတို့တူနေမှာ alpha 2ရဲ့ alpha 1ရဲ့ beta 1ရဲ့ beta 2ရဲ့ဒါကြောင့်ဒီချေကတရိကန် ABC တွင်ဆိုပြီးတော့မှ3တန်းမှာကလေးကတွင်ရတယ်တရိကန်တစ်ခုရဲ့အတွင်းနောက်3000ပေါင်းခြင်းဟာ180ဒီဂရီဆိုတဲ့အချက်ကိုဒီချေသုံးလိုက်တယ်အဲ့တော့ဒေါင်း3000ပေါင်းတော့မှာပေါ့အဲ့တော့ alpha 2ဒီမှာရှိတဲ့ဒေါင်း ACB ကကြတော့ဒေါင်း2000ပြည့်နေတဲ့အတွက် alpha 1 plus beta 1ပြီးရင်ဒေါင်း B ကကြတော့ beta 2ဒေါင်း3000ပေါင်းရင်180တော့ဒီအချက် alpha 1နဲ့ alpha 2နဲ့ဟာညီရလို့ပြောခဲ့တာဖြစ်တဲ့အတွက်ဒီမှာ alpha 2နေရာမှာဒီချက် alpha 1ထည့်တယ် beta 2နေရာမှာ beta 1အစားသွင်းလိုက်တယ်ပြီးသွားတာနဲ့ဒီချက်ဘာလို့မှာလဲဒီ alpha 1နဲ့ဒီ alpha 1နဲ့ပေါင်းမှာပေါ့2 alpha 1 beta 1နဲ့ beta 1နဲ့ပေါင်းမယ်2 beta 1ဟုတ်ပြီရာဘတ်အချမ်းမှာဘာမှမလုပ်တာဖြစ်တဲ့အတွက်ဒီချက်က180ဒီဂရီကိုဒီတိုင်းပဲပြန်ရေးချလာခဲ့တယ် alpha 1ရဲ့ alpha 2ရဲ့နှစ်ခုလုံးမှာတက်ပေါ်ကိန်းနှစ်တူနေရဖြစ်တဲ့အတွက်နှစ်ကိုပုံထုတ်တယ်အဲ့တော့ပြီးသွားတာနဲ့တပြိုင်နက်ညက်တီဘယ်ဘက်အချမ်းမှာမြောက်ထားတာဖြစ်တဲ့အတွက်ညာဘက်အချမ်းသွားရင်ဘာလို့မှာလဲစားမယ်ဒါကြောင့် alpha 1နဲ့ beta 1ပေါင်းခြင်းဟာဘယ်လောက်ရသွားတာလဲ90ဒီဂရီရသွားတယ်အဲ့တော့ alpha 1နဲ့ beta 1ရဲ့တောင်းလေးကိုပြန်ခေါ်ကြည့်အောင်ဒါ A C B
အဲ့တော့ down ACV ညီညာချင်း90 degree ဒီလောက်ဆိုရင် theorem 2လေးကိုကလေးတို့နားလဲသဘောပေါက်ပြီးတော့တွတ်တက်လိမ့်မယ်လို့ teacher မျှော်လင့်ပါတယ် teacher နောက်ပုစာလေးတွေလည်းဆက်တင်ပြီးမှဖြစ်လို့ teacher ရဲ့ page လေးကို like follow လေးလုပ်ပေးပါဦးနော်